Hello အားလုံးမင်္ဂလာပါဗျဒီနေ့ကကျွန်တော်ဘိန်းမြို့ကိုရောက်တိုင်းပေါ့နော်ကျွန်တော်အမြဲတမ်းတွားရောက်စားတော့ဖြစ်တဲ့ဝတ္တာတုတ်ထိုးဆိုင်ကိုခေါ်သွားမှာဖြစ်ပါတယ်ဒီဆိုင်လေးကကျန်တော်လမ်းဆုံးမှာရှိပါတယ်ဒီဆိုင်လေးကကျွန်တော်ယူလီတိတ်တဲ့ကအမြဲလာအောင်ပြဖြစ်တဲ့ဆိုင်လေးပေါ့နော်ရန်ကိုစုံနေဒီမှာတုတ်ထိုးရရတယ်ကျွန်တော်တို့ရောက်တာနဲ့ကျွန်တော်တို့တုတ်ထိုးတွေမှာလည်းပြီးတော့ဆလကာမုတ်ဒီနဲ့ဆလကာမှာလည်းပြီးတော့ဆော့ပြုတ်ကျွန်တော်ကဒီဆိုင်ရာဆော့ပြုတ်ရတာပေါ့နော်ဝတ္တာဆော့ပြုတ်ရတာကိုကျွန်တော်ရန်ကိုကြိုက်တယ်ပြီးတော့ကျွန်တော်တို့အစုံမှာပြီးပြီဆိုတော့စပြီးတော့ဆွဲပါတယ်ကျွန်တော်တို့သူချိန်တူဆွဲပါတယ်အောက်ကကျွန်တော်တူနေပါချိန်တူဆွဲပါတယ်ရန်စလို့ကောင်းတယ်ပေါ့နော်ဒီဆိုင်ရာရတာခြေရဲ့ကောင်းတယ်ကျွန်တော်ဒီဆိုင်ဆိုကျွန်တော်ဖိမျိုးလာထိုင်ပေါ့နော်ချင်းမြင့်ကြီးလာရောက်ပြီးတော့အားပေးဖြစ်တာပေါ့နော်ပြီးတော့ကျွန်တော်တို့ဆိုရင်အခုဒီထောက်စားရဲဆိုရင်အများကြီးပဲတုတ်ထိုးတွေရောစရကာတွေရောစော့ပြုတ်တွေရောအေးတွေပါဆယ်တွေကျွန်တော်အများကြီးမှာခဲ့တာပေါ့နော်ဒါတော့ကျွန်တော်တို့အများကြီးစားခဲ့တာဟုတ်တယ်အားလုံးမှတောင်းကြကြပါတယ်ဒီဖူးဘလော့လေးကိုစုံကြည့်ပေးတဲ့မိတ်ဆွေအားလုံးကိုလည်းသူကျေးဇူးတင်ပါတယ်ဗျ